အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်ဒါကအပိုင်းဘယ်လောက်ဖြစ်သွားမလဲဆိုတော့ကျွန်တော်တို့အပိုင်း၄ပေါ့နော်ကျွန်တော်တို့ဒီ safety science portfolio ကိုကျွန်တော်ဆက်လက်ပြီးတော့ share လုပ်ပေးသွားပါမယ်အဲ့ဒါမလုပ်ခင်မှာကျွန်တော်ထုံးစံတိုင်း disclaimer လေးကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဒီဗီဒီယိုထဲမှာပြောမယ့်အကြောင်းအရာတွေဒီတစ်စုံတစ်ယောက်တော်၎င်းအဖွဲ့အစည်းတစ်ခုကိုတော့၎င်းတိုက်ခိုက်လို့ခြင်းပုတ်ခတ်ပြောဆိုလို့တဲ့ဆန္ဒလုံးဝမရှိကြောင်းဒီ disclaimer လေးနဲ့ကျွန်တော်အတီးလင်း declare လုပ်လို့ပါတယ်အဲ့တော့ဒီနေ့ share လုပ်ပေးမယ့်ဟာကတော့ကျွန်တော်တို့ HROT လို့ခေါ်တဲ့ High Reliability Organization Theory ပေါ့နော်တကယ်ကို safety သို့မဟုတ် HSE performance တကယ်ကိုကောင်းနေဆိုတဲ့ organization တွေမှာဒီ theory လေးကိုအခြေခံပြီးတော့manage လုပ်ကြပါတယ်ပထမအဦးဆုံးတစ်ခုအနေနဲ့ preoccupation with failure ပေါ့အဲ့ဒီ sorry ဒီ HROT ဆိုတဲ့ high reliability organization theory မှာသူကအဓိကအချက်၅ချက်ဟိုမှာအခြေခံထားတယ်ပေါ့နော်အဲ့ဒီတည်းကပထမဆုံးတစ်ချက်က preoccupation with failure ပေါ့အဲ့ဒါကကျွန်တော်တို့ဘာကိုပြောရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟိုပေါ့ organization မှာကျွန်တော်တို့အမှားမလုပ်တဲ့လူလည်းမရှိသလိုအမှားမလုပ်တဲ့အဖွဲ့အစည်းလည်းမရှိဘူးပေါ့နော်အမှားဆိုတဲ့နေရာမှာကျွန်တော်တို့အမျိုးမျိုးရှိတယ်လေတိတိလေးလားเนาะအမှားကတကယ်ကိုလက်မခံနိုင်လောက်အောင်ကြီးတာလားအမျိုးမျိုးရှိတာပေါ့လုံးဝဖုံးလို့ဖိလို့မရတဲ့အမှားလားအဲ့တော့အမှားတဲမှာမှတကယ်ကိုတိတိမွားမွားအမှားကိုပင်လျင်ဒါတို့ကအရေးတယူနဲ့ကင်တွယ်ဖြည့်ရှင်းဖို့စိတ်အားထက်သန်နေတဲ့အဖွဲ့အစည်းမျိုးပေါ့နော်အဲ့တော့အဲ့ဒါဘာကိုပြောရလဲဆိုလို့ရှိရင်နည်းနည်းလေးမှားတာနဲ့ကြိတ်ပြီလားဆိုတော့အဲ့လိုသဘောမဟုတ်ပါဘူးเนาะကျွန်တော်တို့ blame culture ကိုပြောချင်တာမဟုတ်ဘူး learning culture ကိုပြောချင်တာပါအဲ့တော့ learning culture ဆိုတာမှာတကယ်တိတိလေးမှားသွားလဲအဲ့ဒီအမှားကနေသင်ခန်းစာယူခြင်းတဲ့စန္ဒတွေနဲ့ run နေတဲ့အဖွဲ့အစည်းပေါ့နော်အဲ့ဒါကိုပြောချင်တာဥပမာကျွန်တော်တို့ near miss တွေ near miss ကတော့ safety သမားတော်တော်များသိတယ်ဘာ near miss က accident မမြည်ဘူးပေါ့နော်ဘာ loss မှမရှိဘူးเนาะဟိုကျွန်တော်တို့လူကိုလည်းထိခိုက်ဒဏ်ရာရသွားတာမျိုးမရှိဘူးဖြစ်လူဖြစ်ခင်လေးပေါ့เนาะကျွန်တော်တို့ပစ္စည်းတွေဆိုလို့ရှိရင်လည်း damage ဖြစ်ပြီးတော့ company အနေနဲ့ဆုံးရှုံးသွားတဲ့ငွေကြေးတန်ဖိုးလည်းမရှိဘူးသို့တော့ဖြစ်လူဖြစ်ခင်လေးဆိုတဲ့အနေအထားမျိုး near miss ပေါ့နော်အဲ့ဒီလို near miss လို့မျိုးတွေကိုအလွတ်မခံမင်းနဲ့ near miss တစ်ခုဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ကအဲ့ near miss ကဘာလို့ဖြစ်ရတာလဲဘာဘယ်မှာအားနည်းချက်ရှိခဲ့လို့လဲအဲ့လိုမဖြစ်အောင်ဘယ်လိုမျိုးကျွန်တော်တို့ပြင်ဆင်ပြီးတော့ဆက်သွားရင် company အတွက် organization အတွက်ပိုကောင်းမှုနဲ့ရလဒ်တွေရမလဲဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲ့တော့အဲ့လို near miss တွေကိုစီကနေပြီးတော့ lesson ယူဖို့ဆိုတာကလည်းသင်ခန်းစာယူဖို့ဆိုတာကလည်း near miss တွေကခဏခဏ report တက်မှာလीအဲ့တော့ near miss ဆိုလို့ရှိရင်လည်းကျွန်တော်တို့က report တက်ဖို့ရအတွက်ကို report တက်လာလို့ရှိရင်လည်းဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ကြိတ်ကွက်တွေမလုပ်ဖို့လိုတာပေါ့နော် organization အနေနဲ့အဲ့တော့ near miss ကကျွန်တော်တို့များတက်လေကောင်းလေ encourage လုပ်ရမယ် near miss report တက်လာလို့ရှိရင်ကျွန်တော်တို့စုပေးတာတို့ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့recognize လုပ်တဲ့တနည်းနည်းအားဖြင့်ပေါ့နော်ကျွန်တော်သူ near miss တက်တဲ့သူရဲ့ performance appraisal ထဲမှာကျွန်တော်တို့ rating ကောင်းကောင်းပေးတာတို့တခြား other benefit တွေပေါ့နော်ဒါမျိုးလေးတွေကျွန်တော်တို့စဉ်းစားပေးမယ်ဆိုရင် near miss reporting culture ကို encourage လုပ်ရရောက်တာပေါ့အဲ့ဒီလိုမျိုးကျွန်တော်တို့က learning culture လုပ်တဲ့ဟာပေါ့နော်မစိုးတဲ့လောက်တိတိလေးအမှားလေးတွေကမှအစအရေးတယူလုပ်ပြီးတော့သင်ခန်းစာယူတတ်တဲ့အလေးထားဒါက preoccupation with failure ပါနံပါတ်2ကကြတော့အဲ့ဒီ organization ရဲ့ culture တွေကတစ်ခုက reluctance to simplify အရန်ရိုးရှင်းရမှာကိုအရန်ဝန်လေးတယ်တဲ့ပြောချင်တဲ့သဘောကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကအရာရာတိုင်းကအမြဲတမ်းရိုးရှင်းမနေနိုင်ဘူးเนาะအထူးသဖြင့်ကျွန်တော်ရှေ့ဗီဒီယိုတွေမှာတင်ပြခဲ့တဲ့တကယ်ကို advanced ဖြစ်တဲ့ industry တွေပေါ့เนาะ nuclear industry oil and gas aviation အဲ့ဒါမျိုးတွေမှာ system တွေကတကယ်ကို advanced technology တွေသုံးတယ်နော် simple ဖြစ်ဖို့ဆိုတာ
ဒါ practicable မဖြစ်ဘူးလေเนาะအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့က over simplify ဆိုတဲ့ဟာကိုအတိုင်းအတာတစ်ခုထိကျွန်တော်တို့ပြောရမယ်ဆိုရင်ဒီ HROT theory က simplify လုပ်တာကို avoid လုပ်တယ် over simplify ကို avoid လုပ်တယ် avoid လုပ်တယ်ဆိုတာမလိုအပ်ဖ ೇನೆ အရင်ရိုးရှင်းနေခြင်းဗျာเนาะအဲ့တော့အရင်ရိုးရှင်းတယ်ဆိုတဲ့နောက်ွယ်မှာသူ့ရဲ့ concept ကဘာရှိလဲဆိုလို့ရှိရင် it can hide risk ပေါ့เนาะကျွန်တော်တို့ဖြစ်လာနိုင်တဲ့ဖြစ်နိုင်ခြေအန္တရာယ်ဖြစ်နိုင်ခြေတွေကိုကွယ်ဝှက်ရရောက်တယ်ဒါမှမဟုတ်လို့ရှိရင် it can create blind spot ကျွန်တော်တို့တိတ်ရိုးရှင်းတယ်ဆိုလို့ရှိရင်လူကဒါရိုးရိုးလေးပဲလို့အတွေးဝင်သွားရင် complacency လေเนาะကျွန်တော်တို့အများနဲ့နောက်နေကြတာလေဟိုကုန်ပြီလေး sanity ပေါ့เนาะအဲ့ဒီ complacency ဆိုတဲ့ mindset ဝင်လာတဲ့အခါကြာလို့ရှိရင်လူကပေါ့လျော့လာတတ်တယ်เนาะအဲ့တော့မလိုအပ်ဖဲ over simplify မလုပ်เนาะအဲ့လိုလုပ်မဲ့အစား they try to understand complexity အဲ့ဒီ HROT theory ကိုအခြေခံပြီး run နေတဲ့ organization တွေကဘလောက်ပဲရှုပ်ထွေးတဲ့ system ဖြစ်ပါစေ over simplify မလုပ်ဘူးရိုးရှင်းအောင်မလုပ်လိုက်ဘူးအဲ့ဒီရှုပ်ထွေးမှုကိုနားလည်အောင်လုပ်တယ် understand try to understand ဆိုတွေကကျွန်တော်တို့ကဒါ learning culture ပဲလीเนาะအဲ့တော့ဒီဘလောက်ပဲရှုပ်ထွေးအဲ့ဒီရှုပ်ထွေးတာကိုဂါနာနာသိအောင်သူတို့လုပ်တဲ့အလေးထားတွေရှိတယ်တခုခုဖြစ်ပြီဆိုလို့ရှိရင်เนาะဟိုကျွန်တော်တို့ဟိုလွယ်ကူလွယ်တဲ့ answer မပေးဘူးဟောဒါဘာလို့ဖြစ်တာလဲဒီကောင်အသုံးမကျလို့လေเนาะဒီ supervisor ညံ့လို့လေအဲ့ဒါမျိုးပဲတော့မှအဲ့လိုလွယ်ကူတဲ့အဖြေမျိုး easy answer ကိုသူတို့ရှောင်တယ်เนาะနောက်တစ်ခုကဒီ reluctance to simplify ရဲ့ကဏ္ဍအောက်မှာထပ်ဖြည့်ပြီးပြောရမယ်ဆိုလို့ရှိရင်เนาะဒီ accident ဘာလို့ဖြစ်လဲဒါ human error ပဲရှင်းတာပဲဗျာဒါရိုးရိုးလေးပဲ human error ပဲ no အဲ့လိုမစင်စားဘူးတကယ်လို့ human error ဖြစ်တယ်ဆိုတဲ့အခြေအနေမျိုးပြနေတယ်ဆိုရင်တော့အဲ့ဒီ human error ကိုဖြစ်အောင်ဒီလူကဒီလိုမျိုးအမှားကိုလုပ်မိအောင်ဘယ်အရာကဒီ human error ကိုဖြစ်စေတာလဲသူရဲ့ခုနကကျွန်တော်ပြောခဲ့တဲ့ root cause ကိုပဲအဓိကထားစဉ်းစားတယ်ဒီလူမှားတယ်ဒါသူ့အမှားပေါ်မစဉ်းစားဘူးသူဘာလို့မှားသွားတာလဲဘယ်အရာကဒီလူကိုအမှားလုပ်စေဖို့တွန်းအားဖြစ်စေတာလဲအဲ့ဒါကိုစဉ်းစားတယ်เนาะတကယ်ဇစ်မြစ်အရင်းမြစ်ကိုစဉ်းစားတာပေါ့เนาะနောက်တစ်ခုကကျွန်တော်တို့ဒီ reluctance to simplify ကောင်းစဉ်အောက်မှာထပ်ပြီးတော့သူပြောထားတာက avoid one size fits all ဆိုတဲ့ဟာကိုသူ avoid လုပ်တယ်ပေါ့เนาะအဲ့ဒါဘာကိုပြောချင်တာလဲဆိုရင်ကျွန်တော်တို့တချို့ organization တွေမှာကြည့်လိုက်ရင်เนาะ accident ခဏဖြစ်တာတွေတွေ့ရမယ်ခဏဟုတ်ချင်မှဟုတ်မယ်ဘယ်လိုပဲဖြစ်ဖြစ် accident 3-4 ခုရဲ့ accident report incident investigation report ကိုယူကြည့်လိုက်ရင်ဖြစ်တဲ့နေရာချင်းလည်းမတူဘူးဖြစ်တဲ့ operation environment ချင်းလည်းမတူဘူးအခြေအနေအချိန်ခါအကုန်လုံးကွဲပြားပေမဲ့နောက်ဆုံး conclusion မှာကျွန်တော်တို့ immediate cause တွေ root cause တွေ underlying cause တွေမှာတွားကြည့်လိုက်ရင်တော်တော်များများကဘုံတူနေတာကိုတွေ့ရတယ်เนาะ human error တို့ lack of supervision တို့နောက်ပြီးတော့ lack of inspection တို့အဲ့ဒါက accident report တော်တော်များများရဲ့ common language ဖြစ်နေเนาะအများနဲ့ပါနေတဲ့ဟာတွေဖြစ်တကယ်တမ်းကျတော့ကျွန်တော်တို့အဲ့ဒါကယုတ်တိမရှိဘူးပေါ့เนาะအဲ့တော့ဒါတွေကဘယ် accident လားအဖြေကဒါပဲဆိုတဲ့အနေထားပြောနေတဲ့ကဒါလွဲနေတာပေါ့အဲ့ဒါကို avoid one size fits all ဆိုတဲ့စကားလုံးနဲ့ကျွန်တော်တို့ပြန်ပြီးတော့ဒီလိုမျိုးမဖြစ်အောင်เนาะတကယ်သူ့ရဲ့ဇင်းမြစ်အဖြေအမှန်တွေကိုပါအောင်ကျွန်တော်တို့ပို့ပြီးတော့အလေးထားတင်တာပေါ့เนาะနောက်တစ်ခုကအဲ့လိုဖြစ်ဖို့ဆိုရင်ကျွန်တော်တို့ accident investigation လုပ်တာပဲဖြစ် risk assessment safety case တခုကို study လုပ်တာပဲဖြစ်ကျွန်တော်တို့ကမတူညီတဲ့ point of view တွေကိုဟွာလုပ်ရမယ်လीเนาะ encourage လုပ်ရအဲ့တော့လူတစ်ယောက်နဲ့တစ်ယောက်ကဘယ်တော့မှ point of view ချင်းတူမှာမဟုတ်ဘူးသူ့ရဲ့အတွေးအမြင်သူ့ရဲ့ background experience ဖြတ်တန်းလာတဲ့အနေအထားဓာတ်တွေပေါ်မူတည်ပြီးတော့မတူတဲ့အတွေးအမြင်တွေရှိမယ်အဲ့ဒါတွေအကုန်လုံးကိုကျွန်တော်တို့က count လုပ်တင်တယ်เนาะအဲ့တော့ encourage diverse point of view ပေါ့เนาะအဲ့လိုမှမဟုတ်ဘဲနဲ့တယောက်ကသူ့ရဲ့ view point တစ်ခုကို raise လုပ်လိုက်တာ ਨੇ အကုန်လုံးကလက်ခံပါတယ်ဟုတ်ပါတယ်ဆိုရင်ကျွန်တော်တို့လမ်းလွဲဖို့ percentage တော်တော်များသွားပြီပေါ့เนาะနောက်တစ်ခုကကြတော့ကျွန်တော်တို့
challenging assumption ပေါ့တယောက်ရဲ့အတွေးမြင်ကိုနောက်တစ်ယောက်ကနေပြီးတော့တစ်ဖွဲ့ရဲ့အတွေးမြင်ကိုနောက်တစ်ဖွဲ့ကနေပြီးတော့ကျွန်တော်တို့အမြဲတမ်း challenge လုပ်တာ challenge ဆိုတဲ့စကားကတယောက်နဲ့တယောက်တိုက်ခိုက်တာလို့ကျွန်တော်မမြင်စေချင်ဘူး challenge ဆိုတာကနော်မင်းကတော့ဒီလိုမြင်တယ်ဒါကတော့ကိုယ့်အနေနဲ့ဒီလိုလေးရောမဖြစ်နိုင်ဘူးလားဆိုတဲ့ဟာကဒီ solution ပေါ်မှာအကောင်းဆုံးဖြစ်အောင်ဝိုင်းစဉ်းစားတာအမြင်မတူတိုင်းရန်သူမဟုတ်ကျွန်တော်တို့အမြင်မတူငါရန်သူလို့ထင်တယ်ဆိုရင်အဲ့ဒီအဖွဲ့အစည်းအဲ့ဒီလူကဘယ်တော့မှတိုးတက်မှာမဟုတ်เนาะအဲ့တော့ကျွန်တော်တို့က raise လုပ်လာတဲ့ issue ပေါ်မှာအပြူသဘောဆောင်တဲ့ challenge တွေလုပ်ပေးမယ်နောက်ပြီးတော့ခုနကပြောတဲ့ကျွန်တော်တို့ accident ဖြစ်သွားပြီဆိုလို့ရှိရင်လေ detail investigation ပေါ့เนาะဆိုလိုတာကကျွန်တော်တို့ root cause analysis ဒါမှမဟုတ်လို့ရှိရင် heads up ဒါမှမဟုတ်လို့ရှိရင် failure mode effect analysis bow tie analysis tripod data analysis you name it အဲ့ဒီလို method တွေကိုသုံးပြီးတော့တကယ် constructive ဖြစ်တဲ့ investigation တစ်ခုကိုကျွန်တော်တို့လုပ်မယ်ဆိုလို့ရှိရင်ဒါကတကယ်ကိုဟို constructive ဖြစ်တဲ့ solution တစ်ခုเนาะနောက် future အတွက်ကိုprecaution measures တစ်ခုကျွန်တော်တို့ရသွားမယ်လို့ယူဆရပါတော့เนาะအဲ့တော့ကျွန်တော်တို့ဒီအဖွဲ့အစည်းတွေကဒုတိယဒီ theory ရဲ့ဒုတိယဟိုဖြစ်တဲ့ reluctance to simplify ဆိုတဲ့အဓိပ္ပာယ်ကတော့အခုကျွန်တော်ရှင်းသွားတာဒီလောက်ပဲနောက်တတိယအနေနဲ့က sensitive to operations ပေါ့နော် sensitive to operations ဆိုတာကအဖွဲ့အစည်းတိုင်း business တိုင်းလုပ်ငန်းခွင်တိုင်းမှာရှိတဲ့ဟာပေါ့သူလုပ်နေတဲ့ business ရဲ့ operation နဲ့ပတ်သက်ပြီးတော့အရင် sensitive ဖြစ်တယ် sensitive ဖြစ်တယ်ဆိုတာ HSC ကနေပြီးတော့ဒါက safe မဖြစ်ဘူးလို့ raise လုပ်လိုက်လို့ safe မဖြစ်ဘာလို့ safe မဖြစ်ရမှာလဲငါတို့ operation target မိအောင်ဆိုတဲ့အဲ့လို sensitive ဖြစ်ခြင်းမျိုးဆိုလိုခြင်းမဟုတ်ပါဒီမှာပြောချင်တဲ့ sensitive to operation ဆိုတာကဘာပြောချင်တာလဲဆိုတော့ကျွန်တော်တို့ front line operations မှာလုပ်နေတဲ့သူတွေနဲ့เนาะဟိုဒီ management team နဲ့ middle management team နဲ့သက်ဆိုင်ရာ sector တွေရဲ့ leader တွေနဲ့က very close contact ရှိတယ် close contact ရှိရတယ်။ဘာကြောင့်လဲဆိုလို့ရှိရင် day to day operational activities တွေမှာဖြစ်လာမဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးတော့ early detection ကိုရနိုင်ဖို့အတွက်ကျွန်တော်တို့တစ်ခုခုပြဿနာတက်တော့မယ်ဆိုတာနဲ့ဟိုထိတ်လေအောက်ခြေအရွယ်၃ပါးစလုံး aware ဖြစ်ဖို့เนาะကျွန်တော်တို့နောက်တစ်ခုတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တကယ်ကို effective communication ပေါ့เนาะအောက်မှာဖြစ်နေတဲ့ကြိတ်လုတ်တယ်ကြိတ်ဖြည့်ရှင်းနေတယ်အပေါ်ကမသိဘူးဆိုတဲ့ဟာမျိုးမဖြစ်ရအောင်เนาะတကယ်ကို close contact မိနေတဲ့ဟာမျိုးကို sensitivity to operation လို့ပြောတာเนาะအဲ့ဒီလိုမျိုးဖြစ်ဖို့ရအတွက်ကိုကျွန်တော်တို့ communication protocol တွေချမှတ်ထားရမယ်အဲ့ဒီ protocol တွေကတကယ်ပဲပြောရရင်တော့ဟိုတကယ်ကို effectively realistically ကျွန်တော်တို့ applicable ဖြစ်နေဖို့လိုတာပေါ့เนาะအဲ့လိုမျိုးမြေပြင်မှာဖြစ်နေတဲ့ဟာတွေကိုကျွန်တော် senior တယောက်စီကကျွန်တော်ကြားဘူးတယ်တချို့ management တွေဆိုလို့ရှိရင်ကျွန်တော်တို့က360 view ကနေကြည့်တာတနည်းအားဖြင့် helicopter point of view ကနေဟိုးအမြင့်ကြီးကနေကြည့်တာဟိုးမြင့်ကြီးကနေကြည့်တော့သူတို့ဘက်ကပြောတာကတော့တကယ် the whole picture ကိုမြင်ရတယ်ပေါ့အမှန်တော့ the whole picture မြင်ရတာမဟုတ်တိတိလေးပဲမြင်ရသူတို့သိတယ်ဆိုတာတကယ်တမ်းအောက်ခြေမှာဖြစ်နေတဲ့အမှန်တရားတွေရဲ့ percentage တိတိလေးကိုပဲသိတာတကယ်တမ်းဖြစ်နေတာကိုအမှန်တိုင်းသိတာကရှေ့တန်းမှာလုံနေတဲ့နှစ်ဖူးတွေ့ဒူးတွေ့လုံနေတဲ့ crew တွေကပိုသိတာပေါ့နော်အဲ့တော့အဲ့လို management team နဲ့ crew တွေနဲ့တသားတည်းဖြစ်ပြီးတော့အောက်မှာဖြစ်နေတဲ့ဒီဟာတွေကိုအရှိတိုင်းအပေါ်ဘိုင်းက manage လုပ်နေတဲ့ management ဘိုင်း middle management top management ဘိုင်းကသိမယ်ဆိုရင်လိုအပ်တဲ့အစီအစဉ် arrangement တွေမှန်သမျှကို support လုပ်ပေးလို့ရတာပေါ့เนาะအဲ့ဒါကို sensitive to operation လို့ခေါ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့နံပါတ်၄က commitment to resilience commitment to resilience ဆိုတာဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီလိုအဖွဲ့အစည်းတွေကအဲ့ဒီလိုအဖွဲ့အစည်းဆိုတာ high reliability organization theory ကိုလက်ကင်ထားပြီး run နေတဲ့အဖွဲ့အစည်းတွေက they build the ability to respond adapt and recover quickly when things go wrong တခုခုပြဿနာတက်ပြီးဟေ့ဆိုရင်ရိုင်လဲမသွားအောင်ရုပ်ပြက်ဆင်းပြက်ကြီးဖြစ်မသွားအောင်သူတို့မှာ plan in place ရှိပြီးသားပေါ့နော်plan ပဲရှိတာမဟုတ်ဘူးเนาะအားလုံးက they train teams to handle unexpected situation effectively ပေါ့
ဖြစ်လာပြီဆိုရင်သူ့နေရာနဲ့သူဘယ် position ကဘာလုပ်ရမယ်ဘယ် position ကဘာလုပ်ရမယ် manager ဘာလုပ်ရမယ် supervisor ဘာလုပ်ရမယ်အောက်က crew တွေကဘာလုပ်ရမယ် roles and responsibility ကိုတည်တည်ချာချာပြဋ္ဌာန်းထားပြီးတော့ well trained ခဏ train ထားပြီးသားအဲ့ဒါကို commitment to resilience လို့ခေါ်ပါတယ်အဲ့တော့ train ပြီးတာနဲ့မပြီးဘူးလေเนาะကျွန်တော်တို့ safety သမားတွေ HSC သမားတွေသိတယ် train ပြီးပြီဆိုရင်ဒီ train လိုက်တဲ့ဟာက effective ဖြစ်လားမဖြစ်လားဆိုတာကိုကျွန်တော်တို့ simulation drill တွေ tabletop exercise တွေhigh level drill တွေအဲ့ဒါတွေနဲ့ကျွန်တော်တို့အများနဲ့ test လုပ်ပြီးတော့အများနဲ့ improve ဖြစ်အောင်ကျွန်တော်တို့လုပ်နေရတာပေါ့နော်အဲ့တော့ commitment to resilience ဆိုတာကအဲ့ဒါပါအဲ့တော့ drill လုပ်တယ်ဆိုတဲ့နေရာမှာလဲ unexpected လုပ်ရ announce လုပ်ပြီးမှလုပ်တဲ့ drill ဒီအဲ့ဒါက announce drill ပေါ့နော်အဲ့တော့အားလုံးသိနေပြီလေအားလုံးသိနေပြီ okay ကိုလုပ်ရမယ်ပါလဲ stand by အကုန်လုံးအားလုံးကကျွန်တော်တို့က pre plan ခေါင်းထဲမှာလုပ်ထားတယ်အဲ့လုပ်ထားတဲ့အတိုင်းကရုံပဲအဲ့ဒီလိုလုပ်တဲ့ announce drill ရှိသလို unannounced drill လည်းလုပ်တင်ပါunannounced drill ကတော့တကယ်ပဲဘယ်လို handle လုပ်မလဲမထင်မှတ်ထားတာဖြစ်လာလို့ရှိရင်ကျွန်တော်တို့ခန့်ထားတဲ့ဒီအဖွဲ့အစည်းတွေကသူတွေကတကယ်ပဲအစိုးရမဖြစ်သွားအောင် handle လုပ်နိုင်ရဲ့လားဒီ situation ကိုပေါ့နော်အဲ့ဒါကိုစမ်းတဲ့ဟာပေါ့အဲ့တော့အားနည်းချက်တွေထွက်လာမယ်အဲ့ဒီအားနည်းချက်တွေထွက်လာတာကအပြစ်မဟုတ်အပြစ်လို့လည်းမယူဆအဲ့ဒါကိုအားနည်းချက်တွေကိုနောက်တစ်ခါမှာအဲ့ဒီအားနည်းချက်တွေကိုကောင်းအောင်ကျွန်တော်တို့ procedure မှာ error ရှိတာလား weak point ရှိတာလားအဲ့ဒါလေးတွေကို revise လုပ်ပြီးရင်ပြန် train ပြီးလို့ရှိရင်ပြန်ပြီးတော့ test လုပ်ကြည့်ဒီလိုနဲ့ပဲကျွန်တော်တို့က continuous improvement ရအောင်ကျွန်တော်တို့ကသွားရမှာလीเนาะအဲ့ဒါကို commitment to resilience လို့ခေါ်ပါတယ်နောက်ဆုံးနံပါတ်5အချက်ကကြတော့ deference to expertise အဲ့ဒါကဘာကိုပြောတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကတကယ်တမ်းဆုံးဖြတ်ချက်ချရတော့မယ်ဆိုလို့အခါကြရင်သက်ဆိုင်ရာကျွမ်းကျင်တဲ့ level အသီးသီးရှိเนาะအဲ့ဒီ level တွေကကျွန်တော်တို့ professional trade alike သူ့ရဲ့ expertise နဲ့သူရှိတာအဲ့ဒီ expertise ရဲ့အကြံဉာဏ်ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကလုပ်ရပါတယ်အဲ့တော့သူပြောထားတာတော့ during critical situations decisions are made by the most knowledgeable person not by hierarchy ပြောချင်တာကထိတ်ဆုံးကနေပြီးတော့ဆုံးဖြတ်ချက်ကိုချတယ်ဆိုတာထက်အကျွမ်းကျင်ဆုံးသူကဆုံးဖြတ်ချက်ကိုချပြီးတော့ move forward လုပ်တယ်အဲ့ဒီလိုလုပ်ခြင်းကိုကျွန်တော်တို့က expertise overrides rank လို့ဒီမှာပြောထားပါတယ်အဲ့တော့ကျွန်တော်တို့က expertise တွေကိုကိုယ့်ရဲ့ out of beyond competency beyond expertise ဖြစ်နေတယ်ဆိုရင်ပိုကျွမ်းကျင်တဲ့သူကို defer လုပ်တာပေါ့နော်ဒါက level အသီးသီးမှာရှိတယ်အရင်တော့ကလည်းကျွန်တော်ပြောခဲ့ဘူးတယ်ကိုယ့်ရဲ့ limitation တဲ့ beyond ဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကလက်ကြီးပိုက်ပြီးတော့ခန့်ခန့်ကြီးနဲ့ဖိတ်ကြီးလုပ်ပြီးတော့ကိုတိတယ်ဆိုတဲ့ style မျိုးနဲ့ပောက်ကြ40ကျွန်တော်တို့ recommend ပေးလိုက်လို့မရဘူးကိုယ့်ရဲ့ beyond expertise beyond competency ဖြစ်နေတယ်ဆိုရင်ကိုယ့်ထက်သိမဲ့သူကို defer လုပ်ရတယ်စေကန်းကိုတွားပြလို့ GP ကနေပြီးတော့ဟာဒါကတော့လူနာအနေနဲ့เนาะဒီကျွန်တော်တို့အုံနောက်နဲ့အာယုံကြောအထူးကူကိုပြသင့်ပါတယ်ဆိုတဲ့ဟာမျိုး defer ပြန်လုပ်ပေးတာပေါ့เนาะ recommend ပြန်ပြီးတော့သူ့ကိုလမ်းညွှန်ပေးတာပေါ့ဘာလို့လဲဆိုလို့ရှိရင်ဒီဟာကနန်ကြားထောက်ပြီးတော့ပြောလို့ရတဲ့ကိစ္စတွေမဟုတ်ဘူးပေါ့เนาะအဲ့တော့ဒီ high reliability organization theory ကိုလက်ကင်ထားတဲ့သူတွေက expertise ဆိုတဲ့ expert တွေကိုကျွန်တော်တို့သူ့နေရာနဲ့သူအသုံးချတယ်ဆိုတဲ့ဟာလေးပါအဲ့တော့ကျွန်တော်ဒီနေ့မှာတော့ဒီဗီဒီယိုလေးနဲ့ဒီ HROT အကြောင်းကိုအကျယ်တွင်းကျွန်တော်sharing လုပ်ပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ